မနေ့9နာရီသွားမယ့်ရထားဖြစ်ပါတယ်ကျွန်တော်ရန်ကုန်ဘူတာကြီးရပြီကြိုက်ကြီးကိုသွားမှုကျွန်တော်လက်မှတ်တရက်ကျူဖြစ်ရပါတယ်9နာရီရထားထွက်မဲ့ဖြစ်ပါတယ်ကျွန်တော်တို့ဒီရထားတစ်ယောက်ကို9000ရိုးတန်းဖြစ်ပါတယ်အထူးတန်းတော့1000ဝယ်ပေးရတယ်ကျွန်တော်ဒီစနေသတင်းတွေဆိုလူရမ်းများတယ်ကျင်းရက်တွေတော့လူက AC ပဲဒါကျွန်တော်ဖတ်မင်းဖြစ်ပါတယ်ရန်ကုန်ကနေပြီးတော့ကျွန်တော်တို့ကြိုက်တူဘူတာကိုသွားမှုပဲကျွန်တော်အချိန်4နာရီပဲ9နာရီပေါင်းရင်းကြာပါတယ်ကြိုက်တူဘူတာကိုမနက်ခင်း7နာရီ7မိနစ်ရောက်ပါတယ်ရန်ကုန်ကဘူတာကြီးကနေ9နာရီရထားထွက်ပါတယ်။ဒါလေးတော့စစ်တောင်းမြင့်ဖြစ်ပါတယ်။စစ်တောင်းမြင့်ကျော်ပါပြီဆိုရင်ကျွန်တော်မကြာခင်မှာကြိုက်တူဘူတာရောက်တော့မှာဖြစ်ပါတယ်။ကြိုက်တူဘူတာရောက်ပြီဆိုရင်ကျွန်တော်ဒီစက္ကန့်ကို30စိတ်တော့သွားရပါတယ်။3မိန်းအိုးရီကကျွန်တော်တယောက်9800တောင်105မိနစ်တော့1000ဝဲကျွန်တော်ဆို2000ပေးလိုက်ရတယ်။ဒါတော့ဈေးကြီးကြီးပေါ့မိတ်ဆွေတို့ကွန်မိုစကန်နေပြီးကျွန်တော်တောင်မတက်မယ်ဆိုရင်ကားတစ်စီးကိုတယောက်9000အရှိကန်းထိုင်မယ်ဆိုတယောက်9000ဖြစ်ပါတယ်အကြိုင်မှာကျွန်တော်တို့တွေကားရောက်တော့မှာပါကျွန်တော်ရီပြင်းကိုအကြိုင်မှာကျွန်တော်တို့သွားတော့မယ်အခုဆိုရင်ကျွန်တော်ရောက်ပါပြီကျွန်တော်ရီပြင်းအထိကျွန်တော်လမ်းလျှောက်အောင်မယ်ကျွန်တော်စားမလို့လမ်းလျှောက်ရပါတယ်ကျွန်တော်တို့ရောက်ပြီဆိုင်တော်ရှင်ကြိုက်တီယိုစီတို့မျက်ရှိမှကျွန်တော်ရောက်ပါပြီကျွန်တော်တို့ရေပြင်လမ်းချောင်းနေပြီဒါကြိုက်တီယိုဖျားဖြစ်ပါတယ်ကျွန်တော်ဗမာတဲရရချူချူဝင်းစားတော့ဆက်ကျွန်တော်တို့ဘန်ဂလိုမှာတဲပါတယ်ကျွန်တော်တယောက်တင်းတယောက်3000ပေးရပါတယ်တဲ့ကဖရီပေါ့နော်အစားတော့ပိုင်းပါပြီးတော့တယောက်3000ပေးရတာရှူကင်းတဘာဝရှူရတာလင်းကွင်းရှူကင်းပဲဖြစ်ပါတယ်ညနေ9:00နာရီပတ်ဝန်းကျင်လောက်ကြိုက်တီယိုဖျားစီတွေဖြစ်ပါတယ်